တာချီလိတ်မှာအလုပ်တွေများပြီးစိတ်တွေရှုပ်နေတဲ့တငယ်ချင်းတို့အတွက်မြို့ပြရဲ့မွန်းကျမှုတွေကိုဖြေဖျောက်ဖို့လုံးဝ relax ဖြစ်စေမယ့်နေရာလေးကိုဟိန်းမျိုးကခေါ်ဝါပေးပါမယ်ခင်ဗျာဆိုင်နာမည်လေးကတော့ The Moon Garden ပဲဖြစ်ပါတယ်ဆိုင်ဒီနေရာလေးကတော့တာချီလိတ်ကျိုင်းတုံးလမ်းမပေါ်မေယန်တရမရောက်ခင်မှာတည်ရှိပါတယ်ခင်ဗျာဆိုင်ရစားတောက်တွေကိုစားမပြခင်ရှူကင်းလေးကိုရှူစားလိုက်ကြရအောင်လားခင်ဗျာနေရာလေးကအရန်ကုန်မှာလှပပြီးတော့စိတ်ကိုလည်းတော်တော်လေး relax ဖြစ်ပါတယ်တမီးကြီးစားရေဆိုရင်ချစ်ချောင်းကြိုက်ချောင်းတွေအင်ပတန်ကိုမှပြောလို့ကောင်းမဲ့နေရာလေးဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့ single ဆိုတော့လွမ်းပြီးတော့ဆွဲခဲ့ပါတယ်ဒီဆိုင်လေးမှာဆိုရင်29ရက်နေ့ကနေစပြီးတော့မနက်စာမန်နူးလေးတွေလည်းရရှိနေပါပြီခင်ဗျာမုတ်တီတုပ်ရဲ့ရေစိန်ရဲ့ဆန်စည်းရဲ့စမူဇာအီတာကွေးရဲ့စမူဇာတုပ်ရဲ့လက်ဖက်ရည်ရဲ့မှာထားပါတယ်ခင်ဗျာမုတ်တီတုပ်လက်ရလေးကမန္တလေးဘက်မှာတော့ငါစားခဲ့ရတဲ့အရာသာအတိုင်းပါပဲသူ့ရဲ့မုတ်ဖက်ကအေးထုတ်ထုတ်လေးနဲ့ပဲမုတ်အများကြီးမပါပဲတော်တော်လေးစားလို့ကောင်းပါတယ်ခင်ဗျာဒီလိုအရာသာမျိုးမစားရတာကြပြီဖြစ်လို့တပွဲလုံးအကုန်အောင်စားခဲ့ပါတယ်ခင်ဗျာဆန်စည်းတုပ်လေးကတော့ဒီဘက်မှာတိတ်ပြီးမတွေးရတဲ့ပုံစံအတုပ်မျိုးလေးပါစီးစီးပိုင်ပိုင်နဲ့ပဲငပိအရာသာအရန်မများပဲနဲ့တော်တော်လေးကိုစားလို့ကောင်းပါတယ်ခင်ဗျာရေစိန်လေးကလည်းပဲငပိအရာသာအရန်မများပဲနဲ့ပါတဲ့ပိုးရှင်းကလည်းတော်တော်လေးကိုများပါတယ်ခင်ဗျာစမူဇာကျွတ်ကျွတ်ရွရွလေးကိုတုပ်ထားတဲ့စမူဇာအတုပ်လေးပဲဖြစ်ပါတယ်ခင်ဗျာပူစီနန်လေးနဲ့ငရုတ်သီးပပလေးထားလေးနဲ့မကြီးချင်ရည်လေးနဲ့တုပ်ပေးထားပဲဖြစ်ပါတယ်ခင်ဗျာအချင်းရသာသွဲဆက်ကလည်းတော်တော်လေးကိုမှအဆင်ပြေတာအကြောင်းမလို့ဒီဆိုင်လေးကိုရောက်တယ်ဆိုရင်မဖြစ်မနေစားကြည့်ဖို့အကြံပေးပါတယ်ခင်ဗျာလက်ခုပ်ကိုမှနိုးစီလေးနဲ့တို့ပြီးတော့လဲစားကြည့်ခဲ့ပါတယ်ခင်ဗျာမနက်သစ်မှာလေကောင်းလေးတန်လေးရှူဆိုင်ရင်းနဲ့တာယာလေးလှပရဲရှူကင်းကိုရှူစားရင်းနဲ့တန်ရှင်းလက်ဆက်တဲ့မနက်စာများကိုစားကြည့်ဖို့အတွက် The Moon Garden မှာ29ရက်နေ့ကနေစပြီးတော့မနက်6နာရီမှနေ့လယ်7နာရီဒီမနက်စာမန်နူးများကိုရောင်းချပေးနေပြီပဲဖြစ်ပါတယ်ခင်ဗျာ Wedding Dinner Birthday Step Party တွေလုပ်မယ်ဆိုရင်လည်းအရန်ကိုမှလှပတဲ့အောက်ထပ်နေရာလေးမှာစီစဉ်ပေးပါတယ်တဲ့ခင်ဗျာဆိုတော့အလုပ်တွေရဲ့ဖီစီမှုမျိုးပြရဲ့မွန်းကျက်မှုကိုခေတ္တဖြေပြဖို့အတွက်တန်ရှင်းလက်ဆက်တဲ့လေးကိုတဝါကြီးရှူရှိုက်ဖို့ The Moon Garden ကိုမဖြစ်မနေတစ်ခါလောက်တော့သွားကြည့်ဖို့ recommend ပေးပါတယ်ခင်ဗျာဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာအခုဗီဒီယိုလေးကို like and share လုပ်ပြီးတော့လည်းကျွန်တော်ကိုကူညီပေးပါအောင်ခင်ဗျာနောက်ထပ်ဗီဒီယိုမှာထပ်ပြီးဆုံတွေ့ရအောင်လို့ကျွန်တော်ရဲ့ Facebook TikTok YouTube channel တွေကို like and follow လုပ်ထားဖို့မမေ့နဲ့နော်တတ်တာ